အဲ့တော့စကိုင်းတိုင်းဒေသကြီးကိုမြတ်စွာဘုရားကြွရောက်လာတာဟာတတိယဝါမှာကြွလာတာဖြစ်သောကြောင့်ဘုရားပြိဋိဘံစံပြီးတဲ့နောက်သာသနာနှစ်ကိုတွေ့2559မြတ်စွာဘုရားတက်တော်ကဝါတော်ကဒီ45ဝါ45ဝါတဲ့တတိယဝါဆိုတော့42ဘုရားဒီမြန်မာပြည်ကြွလာတာဟာ38နှစ်အရွယ်လောက်မှကြွလာတာအမှန်တမ်းငယ်သေးတဲ့အရွယ်စကိုင်းကိုကြွလာတာ38နှစ်အရွယ်လောက်ကြွလာဆိုတော့မြတ်စွာဘုရားကြွလာတဲ့နှစ်နဲ့ဒီနေ့တက္ကရာနဲ့တွက်ချက်ပြီးတော့ကြည့်မယ်ဆိုရင်2600တခုရှိပြီပေါ့2601လို့ပြောအဲ့တော့ဒုစကိုင်းဒေသစကိုင်းမြို့နန်းတီမြို့တီတာနှစ်ပေါင်း900ပဲရှိသေးတယ်သာသနာတော်ရောက်ရှိတာနှစ်ပေါင်း2600ကျော်ပြီလို့ဒီလိုမှတ်သားနိုင်တာပေါ့အဲ့ဒါမှဝမ်းသာကြည်နူးစရာကောင်းတဲ့အချက်တစ်ခုစကိုင်းလူစကိုင်းသားတွေဒုဒေသကိုမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေရောက်လာတာဟာနှစ်ပေါင်း2600ရှိသွားပြီဆိုတဲ့ဒီအသည့်လေးမှတ်တမ်းတင်ထားဖို့လိုအပ်တာပေါ့နော်ဘုရားသုံးဝါရကမြတ်စွာဘုရားကြွလာတယ်ဆိုတဲ့အမှတ်တရတွေဟာခဏိထီအောင်ဒီနာမည်တွေနဲ့ရှိမြတ်စွာဘုရားကြွလာတဲ့အခါမှာပထမတော့ဘုရားကိုအန္တရာယ်ပြုဖို့ကြိုးစားတဲ့ရိုင်းပြနေတဲ့ဘလူးတွေနောက်ဆုံးမှာမြတ်စွာဘုရားကိုကြည်ညိုတယ်တာပြန်စွာနဲ့ကတ်တယ်ခေါင်းဆောင်ကစေတဘလူး69ယောက်မြတ်စွာဘုရားကျွတ်တန်းဝဲမှာသိလို့လာရောက်ပြီးတော့တရားဓမ္မဟောပြောပြသတဲ့အခါမှာဘလူး69ယောက်ဟာသောတာပန်တည်သွားတယ်ဆိုဟောကနေ့သောတာပန်ရွာဆိုတာရှိနေတယ်လေဒါအမှတ်သားကြီးတစ်ခုပဲပေါ့နော်သမိုင်းကြောင်းရဲ့အမှတ်သားကြီးတစ်ခုအဲ့တော့ဘယ်တော့မှကြွလာတာတော့ဆိုတတိယဝါအချိန်ကကြွလာဖျားဖြစ်ပြီးတဲ့တတိယဝါဆို38နှစ်တက်တော့38နှစ်မှာတတိယဝါရာဇဂိုမှာဝါဆိုတော့မှကြွလာအကြာကြီးတော့မနေဘူးပေါ့ကြွလာတာတော့ကြွလာတာပဲပေါ့အဲ့ဒါလို့ကြွလာပြီးတော့စေတဘလူမိပြုတဲ့ဘလူ69ယောက်ကိုမြတ်စွာဘုရားဆုံးမဩဝါဒပေးတော့လိမ္မာယဉ်ကျေးသွားကြတယ်သောတာပန်ဖြစ်သွားကြတယ်ဓမ္မစက္ခုလို့ဆိုတဲ့ဓမ္မအမြင်တစ်ခုကိုရသွားကြဓမ္မစက္ခုဆိုတဲ့ဓမ္မအမြင်ကဘာလဲယံကိဉ္စိသမုဒိယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံအကြောင်းခံပြီးဖြစ်ပေါ်လာတဲ့သဘာဝတရားမှန်သမျှဟာအလုံးချုပ်ငြိမ်းသွားမှာပဲဖြစ်ခြင်းသဘောရှိတဲ့တရားမှန်သမျှသည်ချုပ်ငြိမ်းခြင်းသဘောရှိတာကြီးပဲဆိုတဲ့လောကမှာမြဲတာဆိုတာတခုမှမရှိဘူးအလုံးဟာဖြစ်ပေါ်လာတာတွေဟာဘယ်တော့မှမမြဲဘူးဆိုတဲ့သင်္ခါရတရားတွေပေါ်မှာမှန်မှန်ကန်ကန်ရှုမြင်နိုင်တဲ့အသိဉာဏ်တစ်ခုရသွားလောကသဘာဝနဲ့ပတ်သက်ပြီးတော့တန်တရားတွေကင်းသွားတယ်လောကမှာဖျားဆိုတဲ့နဲ့ပတ်သက်ပြီးတော့လေတန်တရားကင်းသွားတယ်အမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းဟာသောတာပန်ရဲ့အရေးချင်းပဲပေါ့အေးဒိဋ္ဌိနဲ့ဝိသိကိစ္စကင်းလို့သောတာပန်ဖြစ်သွားဓမ္မစက္ခုရလာအဲ့ဒါလို့ဘလူး69ယောက်ဟာဓမ္မစက္ခုဆိုတဲ့သောတာပန်ဖြစ်သွားတာနောက်လူနောက်သားတွေအမှတ်တရဖြစ်ဖို့ရာဆိုပြီးတော့အဲ့ဒီနေရာယနေ့တိုင်အောင်သောတာပန်ရွာလို့ခေါ်သ